ဦးစီးဌာနမှမြို့ကတဲ့ရက်ကွယ်ရန်ကုန်ပသိမ်ကားလမ်းဘေးရှိမန်အန်နယ်ဂျီ73စီရောင်းဆိုင်မှာမိဘလုံခြုံရေးဟောပြောခြင်းနဲ့မိငိမ့်သက်ရေးtiêuပြခြင်းများကိုဒီကနေ့မနက်ပိုင်းကကွင်းဆင်းဆောင်ရွက်ပါတယ်ပရမဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်မိသက်ဦးစီးမှုက73စီဆိုင်ရှိဝန်ထမ်းများကိုမိဘလုံခြုံရေးနဲ့ပတ်သက်ပြီးအသိပညာများဟောပြောခြင်းမီးလောင်မှုဖြစ်ပွားလာပါကလျင်မြန်စွာမိငိမ့်သက်နိုင်ရေးနဲ့အနီးပတ်ဝန်းကျင်ကိုမိကူဆက်ရှင်မရှိစေရအတွက်အေးပေးစနစ်ဖြင့်အပူချိန်ချော့ချခြင်းတို့ကိုဆောင်ရွက်ပါတယ်ဆလဘီမြို့နယ်မိသက်စခန်းမှုကမိသက်စေဖို့အသုံးပြုနည်းများကိုရှင်းလင်းပြသခြင်းများကိုဆောင်ရွက်ပြီး DCB မိသက်စေဖို့အသုံးပြုကလက်တွေ့မိငိမ့်သက်ရှင်ဖုန်းဆေးအသုံးပြုပြီးလက်တွေ့မိငိမ့်သက်ရှင်နဲ့မိသက်ရင်များဖြင့်ရေဖြန်းဖက်ရှင်တို့ကိုဆောင်ရွက်ခဲ့ပြီးမိဘေးအတီးပေလက်ကမ်းစာဆောင်များကိုဖြန့်ဝေပေးကြပါတယ်။ပန်တနော်မျိုးနဲ့မိသက်ဦးစီးဌာနမှတာသနိကအဆောက်အုံများဘာသာရေးဆိုင်ရာအဆောက်အုံများ73စီအယောင်ဆိုင်များဈေးများစာတင်ကျောင်းများစက်ရုံအလုပ်ရုံများတဲခိုခန်းများလူနေအိမ်များမိဘေးလုံခြုံရေးစစ်ဆေးခြင်းများကိုအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါရ